အားလုံးပဲမင်္ဂလာပါရှင် Bamis Crime Della Channel ကနေကြိုဆိုလိုက်ပါတယ် Cherry ရဲ့ဒီ channel လေးကိုနားဆင်နေကြတဲ့မိတ်ဆွေအားလုံးနေကောင်းကျန်းမာကြမယ်လို့မျှော်လင့်ပါတယ်ရှင်ဒီနေ့မှာတော့ Cherry ကိုတောင်းဆိုထားတဲ့အတိုင်းကဘာကျော်လူသက်မှုသမိုင်းမှာအထူးဆန်းဆုံးနဲ့အပြည့်ရှာမရသေးတဲ့ Zodiac လူသက်သမားအကြောင်းကိုပြောပြပေးခြင်းပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ထူးခြားတဲ့အလှည့်အပြောင်းလေးတစ်ခုတော့ရှိနေပါတယ်ဒါကတော့လူငယ်တယောက်ကနေပြီးတော့သူ့ရဲ့အဖိုးကနာမည်ကျော် Zodiac လူသက်သမားပါဆိုပြီးတော့ TikTok ပေါ်မှာဗီဒီယိုတင်ပြီးတော့ထုတ်ဖော်ပြောကြားလိုက်တာပဲဖြစ်ပါတယ်။ဒါကဆယ်စုနှစ်များစွာကြာအောင်ဘေဟိနိဖြစ်နေတဲ့အမှုအတွက်တော့တကယ်အဖြေမှန်လားဒါမှမဟုတ်ရင်လောက်ကျန်ဖန်တီးမှုတစ်ခုလားဆိုတာ Cherry တို့အတူတူလေ့လာကြည့်ရအောင်။အရင်ဆုံး Zodiac လူသက်သမားအကြောင်းကိုအကျဉ်းချုပ်ရှင်းပြပါရစေ။သူက1960ပြည့်နှစ်နောက်ပိုင်းမှာအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ကိုတုံလုတ်ခြောက်ခြားစေခဲ့တဲ့ကွင်းဆက်လူသက်သမားတစ်ယောက်ပါသူရဲ့ထူးခြားချက်ကလူသက်ယုံတွေမကဘဲနဲ့ရဲတွေကိုဘေဟိနိစာဆောင်တွေတင်ငေဒတွေပါတဲ့စာတွေပို့ပြီးတော့လှောင်ပြောင်တတ်ပါတယ်သူကိုယ်တိုင်ကတော့လူ38ယောက်တတ်ခဲ့တယ်လို့ကြွေးကြော်ခဲ့ပေမဲ့ရဲတွေကတော့သူနဲ့ပတ်သက်ပြီးတော့9ယောက်သေဆုံးခဲ့တယ်လို့ပဲအတည်ပြုထားပါတယ်ဒီနေ့အထိလည်းသူဘယ်သူမှမသိကြသေးပါဘူးအခုလောလောဆယ် TikTok အသုံးပြုသူ @jfine_3.0 ဆိုတဲ့လူငယ်တယောက်ကတော့သူ့ရဲ့အဖိုး Richard Hoffman က Zodiac လူသက်သမားဖြစ်တယ်လို့ဆိုထားပါတယ်။သူကသက်သေအထောက်အထားတွေနဲ့မိသားစုလိုအပ်ချက်တွေကိုအင်တာနက်ပေါ်တင်လိုက်တဲ့အတွက်ဒီအမှုကပြန်ပြီးတော့လူပြောများလာတာဖြစ်ပါတယ်။ဒါတကယ်ကိုအံ့ဩစရာကောင်းတဲ့ဖော်ထုတ်မှုဖြစ်လာနိုင်သလိုနောက်ထပ်ကောလာဟာလတစ်ခုလည်းဖြစ်သွားနိုင်ပါတယ်။ဒီအမှုရဲ့ကြောက်စရာကောင်းပုံကိုသိဖို့ဆိုရင်Zodiac လူသက်သမားပထမဆုံးကျူးလွန်ခဲ့တဲ့အမှုကိုပြန်ပြီးတော့ကြည့်ရပါမယ်။နေရာကတော့ကယ်လီဖိုးနီးယား Lake Herman Road ဆိုတဲ့လမ်းမကြီးပေါ်မှာပါ။အဲ့ဒီနေရာကချစ်သူကြီးစားတွေချင်းတွေ့တဲ့နေရာလေးတစ်ခု။အဲ့ဒီညကသားကောင်ဖြစ်ခဲ့ရတာကတော့အသက်16နှစ်အရွယ် Betty Lou Jensen နဲ့အသက်18နှစ်အရွယ် David Friday တို့ပဲဖြစ်ပါတယ်။ Betty Lou Jensen ကအเจ้าမှာစာတော်တဲ့ဂုံတူးဆောင်เจ้าသူလေးအမြဲတမ်းပြုံးပျော်နေတတ်ပြီးတော့တပားသူ့ကိုကူညီရဲ့အရောက်ဖြူစင်တဲ့သူလေးသူ့ရဲ့ဆောင်ပုတ်ကဆိုလို့ရှိရင်လည်းတက်နိုင်သမျှနီလန်းပေါင်းစုံနဲ့လူတိုင်းကိုအကောင်းဆုံးကူညီမယ်။ David Friday သူကလည်းလူကြည့်လူခင်များတဲ့ Eagle ဆိုတဲ့ကင်းထောက်လူငယ်တယောက်ဖြစ်တယ်လို့နပန်းအဖွဲ့ဝင်တယောက်လည်းဖြစ်ပါတယ်။ဖះเจ้าမှလည်းတက်ကြွစွာပါဝင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်တကယ်ကိုအကျင့်စာရိတ္တကောင်းတဲ့လူငယ်လေးပါပဲ။1968ခုနှစ်ဒီဇင်ဘာ20ရက်ည7:00နာရီလောက်မှာဘက်ဒီနဲ့ဒေးဗစ်တို့ကသူတို့ရဲ့ပထမဆုံး first date အနေနဲ့အဲ့ဒီနေရာမှာကားရက်ပြီးတော့စကားပြောနေခဲ့ကြပါတယ်။ကလေးနှစ်ယောက်စလုံးကတကယ်ကိုလိမ်မာတဲ့ကလေးတွေဒါပေမဲ့သူတို့ကဆယ်ကျော်သက်တွေဖြစ်တဲ့အလျောက်အဲ့ဒီညမှာတော့သူတို့ရဲ့မိဘတွေကိုတနေရာသွားမယ်လို့လိမ်ပြောပြီးတော့အခုလိုမျိုးလူသူပြက်တဲ့ချစ်သူတွေချင်းကျွေးတဲ့နေရာကိုသွားခဲ့ကြတာ။ဒါသူတို့ရဲ့ပုံမှန်အကျင့်မဟုတ်ဘဲနဲ့ဒီတစ်ချိန်မှာထူးခြားခြားလိမ်ခဲ့တာပါ။ကန်ဆိုးကျင်တော့အဲ့ဒီအမားလေးတစ်ခုကသူတို့အတွက်နောက်ဆုံးဖြစ်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်ကားထဲမှာရှိနေတော့အမည်မသိလူတစ်ယောက်ရောက်လာပြီးတော့ကားကိုစတင်ပစ်ခတ်ပါတယ်။ကလေးနှစ်ယောက်ကကြောက်လန့်တကြားနဲ့ကားတကားကနေပြီးတော့ရုံထွက်ဖို့ကြိုးစားခဲ့ကြတယ်။ဒေးဗစ်ကတော့ကားထဲမှာတင်ဦးကောင်းကိုတနက်နဲ့အပစ်ခံလိုက်ရတယ်။ဘက်တီကတော့ကားထဲကနေထွက်ပြေးနိုင်ခဲ့ပေမဲ့လူသက်သမားကအနောက်ကနေပြီးတော့6ချက်ထပ်ပြီးတော့ပစ်ခဲ့တဲ့အတွက်ကြောင့်သူ့ရဲ့ကြောပြင်ကိုကြီးစံ5ချက်ထိမှန်ပြီးတော့အသက်ဆုံးရှုံးခဲ့ရပါတယ်။ရဲတွေရောက်လာတဲ့အချိန်မှာဘက်တီကသေဆုံးနေပြီဖြစ်ပြီးတော့ဒေးဗစ်ကတော့အသက်ငွေ့ငွေလေးကျန်ပါသေးတယ်။ဒါပေမဲ့ဆေးရုံရောက်တဲ့အခါမှာတော့ဒေးဗစ်လည်းကွယ်လွန်သွားခဲ့ပါတယ်။အမှုကမှေးမိန်သွားရမယ့်အချိန်1969ခုနှစ်ဇွန်လ4ရက်နေ့အမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးနေ့ညမှာZodiacကထပ်ပြီးတော့တောင်ကျမ်းပြန်ပါတယ်။ဒီတစ်ခါသားကောင်တွေကတော့ Darlene Ferrin အသက်22နှစ်နဲ့ Michael McGo အသက်19နှစ်ပါ။ဒါလင်းကဒေတာခန်စားတောက်ဆိုင်မှာအလုပ်လုပ်တဲ့လူချစ်လူခင်များတဲ့သူတယောက်ပါသူ့မှာခင်မွန်းရှိရဆိုပေမဲ့မိုက်ကယ်နဲ့လူမသိအောင်ချိန်တွေးခဲ့တာပဲဖြစ်ပါတယ်ဖြစ်စဉ်ကသူတို့နှစ်ယောက်က Blue Rock Spring Park ဆိုတဲ့ပန်းခြံထဲမှာကားရက်ပြီးတော့စကားပြောနေခဲ့ကြပါတယ်လွတ်လပ်ရေးနေ့ဆိုတော့ပတ်ဝန်းကျင်မှာမီးရှူးမီးပန်းတန်တွေလူတွေနဲ့ရေမောတန်တွေနဲ့ဆူညံနေတာပါသူတို့ကားရက်ထားတဲ့ဘေးနားကိုကားတစ်စီးစိုက်လာပါတယ်။အဲ့ဒီကားကခဏရက်သွားပြီးတော့နောက်တော့မောင်းထွက်သွားတယ်ပြီးတော့မှနောက်တစ်ခါပြန်ပြီးတော့ရောက်လာတယ်။အဲ့ဒီကားတွေကလူကဆင်းလာပြီးတော့ဒါလင်းတို့ကားစီကိုလှမ်းလျှောက်လာပါတယ်။အဲ့ဒီလူရဲ့လက်ထဲမှာဓာတ်မီတစ်လက်ကိုကင်ထားပြီးတော့သူတို့ရဲ့မျက်နှာကိုဓာတ်မီနဲ့ထိုးလိုက်တယ်။ဒါလင်းတို့ကဓာတ်မီနဲ့မလို့အဲ့ဒီလူကိုရဲအရာရှိလို့ထင်ခဲ့ကြပါတယ်။ဒါကြောင့်လည်းသူတို့ကဘာမှမကြောက်ဘဲနဲ့စကားပြောဖို့ကားမှန်ကိုချလိုက်မိပါတယ်။ဒါပေမဲ့အဲ့ဒီလူက
ရဲမဟုတ်ဘူးထင်ပါတယ်။သူကတနက်ကိုထုတ်ပြီးတော့ကားရဲကိုဒရက်ဆက်စတင်ပစ်ခတ်ပါတယ်။တနက်သမားကကားရဲကိုဒရက်ဆက်ပစ်ခတ်တဲ့အခါဒါလင်းကတော့လေဘင်းကိုကြီးစံထိမှန်ပြီးတော့နေရာမှာတင်တည်ဆုံးသွားခဲ့ပါတယ်။မိုက်ကယ်ကတော့လက်မောင်းကိုထိမှန်သွားပါတယ်။ဒီနေရာမှာတကယ်ကိုကြောက်စရာကောင်းတဲ့အချက်တစ်ခုရှိပါတယ်။မိုက်ကယ်ကကားရဲကနေပြီးတော့ထွက်ပြေးဖို့ကြိုးစားပေမဲ့တကားလက်ကင်ကမရှိတော့ပါဘူး။အဖြုတ်ခံထားရတာဖြစ်ဖို့များပါတယ်။မိုက်ကယ်တယောက်ကနာကျင်လို့အော်ဟစ်နေတဲ့အချိန်မှာလူသက်သမားကလှည့်ထွက်သွားတဲ့နေရာကနေပြီးတော့ပြန်လာပြီးတော့သူတို့နှစ်ယောက်စလုံးကိုနောက်ထပ်2ချက်စီထပ်ပြီးတော့ပစ်ပါတယ်။အသက်မရှိတော့ဘူးလို့ထင်ပြီးတော့လူသက်သမားကတော့မောင်းထွက်သွားတယ်။ဒါပေမဲ့မယုံနိုင်စရာကောင်းတာကမိုက်ကယ်ကအသက်မသေးဘဲနဲ့ကျန်ရစ်ခဲ့တာပါ။မိုက်ကယ်ကဆေးရုံမှာအသက်ရှင်သွားခဲ့ရပြီးတော့ရဲတွေကိုလူသက်သမားရဲ့ပုံစံကိုပြောပြနိုင်ခဲ့ပါတယ်။ပုံမှန်တဲ့တန်ကဆိုရင်တော့အသားဖြူဖြူမျက်နှာပြည့်ပြည့်ကိုလုံးတောင့်တောင့်ဗိုက်ရွှဲရွှဲနဲ့ရက်မောင်ကတော့9ပေ8လက်မခန့်ကိုလေးချင်ပေါင်200ဝန်းကျင်စပင်ဆိုရင်စပင်ကတိုးတိုးကောက်ကောက်အညိုနုရောင်ဝတ်စုံကတော့အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားတယ်ဒါကဇိုဒီယက်နဲ့ပတ်သက်ပြီးတော့ရရှိခဲ့တဲ့ပထမဆုံးသောလူကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ဖော်ပြချက်ပါပဲဒါပေမဲ့ဒီအချက်လက်တွေကတရားခံကိုဖမ်းဖို့လုံလောက်မှုမရှိခဲ့ပါဘူးလူသက်မှုဖြစ်ပွားပြီးတော့မိနစ်20အကြာည12နာရီမိနစ်40မှာရဲစခန်းကိုဖုံးတကောဝင်လာပါတယ်လူသက်သမားကရဲစခန်းနဲ့2လမ်းမဲဝေးတဲ့အများသုံးဖုံးကနေပြီးတော့ဆက်လိုက်တာသူကအေးအေးဆေးဆေးပဲမင်းတို့ပန်းချန်ထဲကကားအညိုလေးထဲမှာကလေးတွေကိုတွားကြည့်လိုက်အောင်သူတို့ကို 9mm လူကတနက်နဲ့ပစ်ထားတာပြီးတော့မိနစ်ကကလေးတွေကိုတတ်ခဲ့တာလဲငါပဲတွားပြီဆိုပြီးတော့အခုလိုပြောခဲ့တာဒါတကယ်ကိုရင်တုန်စရာကောင်းတဲ့အိမ်မက်ဆိုးတွေရဲ့အစပါပဲသူကလူသက်ယုံနေမကဘဲနဲ့ရဲတွေကိုပါကစားနေခဲ့တာပါ1969ခုနှစ်ဩဂတ်လ1ရက်နေ့မှာတော့သတင်းစာတိုက်3ခုစီကိုစာရီရောက်လာပါတယ်အဲ့ဒီစာရီမှာသူကလူသက်သမားဖြစ်ကြောင်းဝန်ခံထားပြီးတော့ငါတတ်လိုက်တဲ့သူတွေကနောက်ဘဝမှာငါရဲ့ကျွန်တွေဖြစ်လာလိမ့်မယ်ဆိုတဲ့ထူးဆန်းတဲ့စကားတခွန်းကိုပါပြောခဲ့ပါတယ်။သူကသတင်းစာတိုက်တွေကိုအဲ့ဒီဘေဟေနီစာတွေကိုသတင်းစာမျက်နှာဖုံးမှာအမြန်ဆုံးမထည့်ပေးလို့ရှိရင်ဒီအပတ်ပိတ်ရက်မှာငါမြို့ရဲပတ်ပြီးတော့တယောက်တည်းသွာလာနေတဲ့သူတွေကိုလိုက်တတ်မယ်လူ12ယောက်လောက်တပ်ပစ်မယ်ဆိုပြီးတော့ချိန်ချောက်ခဲ့ပါတယ်ကြောက်လန့်တကြားနဲ့သတင်းစာတိုက်တွေကလည်းသူခိုင်းတဲ့အတိုင်းလုပ်ပေးခဲ့ရပါတယ်ပထမနဲ့ဒုတိယမှုကြားမှာ9လကြာခဲ့ပေမဲ့ဒုတိယနဲ့အခုတတိယအမှုကြားမှာတော့2လပဲကြာပါတော့တယ်။ကွင်းဆက်လူသက်သမားတွေကသူတို့ရဲ့ရာဇဝတ်မှုတွေမှာကျွမ်းကျင်လာပြီးတော့အရသာတွေ့တဲ့အခါလူသက်တဲ့အကျင့်အရေးကိုပို့ပြီးတော့စိတ်လာတတ်ပါတယ်။အဲ့ဒါကိုတော့ escalation လို့ခေါ်ပါတယ်။သူတို့ကိုမဖမ်းမိနိုင်ဘူးလို့သူတို့ယုံကြည်မှုလွန်ကဲလာပြီးတော့လူသက်ခြင်းတဲ့ဆန္ဒကပို့ပြီးတော့ပြင်းပြလာတာမျိုးပါ။1969ခုနှစ်စက်တင်ဘာလမှာစီဆလီယာရှိပတ်နဲ့ Brian Hatnell ဆိုတဲ့ရီးစားဟောင်း2ယောက်က Lake Baressa ဆိုတဲ့လှပတဲ့ရေကန်ကြီးစီကိုအပန်းဖြေဖို့သွားခဲ့ကြပါတယ်။သူတို့ကလူသူကွင်းဝေးပြီးတော့တာယာတဲ့ကျွန်းဆွယ်လေးတစ်ခုမှာအနားယူရင်းနဲ့စကားပြောနေခဲ့ကြတယ်။အဲ့ဒီအချိန်မှာခြုံပုတ်ထဲကနေပြီးတော့တရှက်နဲ့အတန်တစ်ခုကြားလိုက်ရပါတယ်။စီဆလီယာကအရင်ဆုံးမြင်လိုက်တာတစ်ပင်နောက်မှာလူတစ်ယောက်ရှိနေတာကိုသူကနေပြီးတော့ Brian ကိုပြောပြပါတယ်။ Brian ကတော့အခြားသူတွေလည်းပျော်ပွဲစားထွက်နေကြတာဆိုတော့အပေါ့အပါတယောက်ကသွားနေတာဖြစ်မှာပဲဆိုပြီးတော့ရိုးရိုးသားသားထင်ခဲ့တာပါဒါပေမဲ့အဲ့ဒီလူကတစ်ပင်နောက်ကနေထွက်လာတဲ့အခါမှာတော့အခြေအနေတွေကပြောင်းလဲသွားပါပြီဖះကြီးသူ့မှာတနက်ပါတယ်လို့စီစီလီယာကអွန်လိုက်တဲ့အချိန်မှာဘေးရဲ့နေရတွေကသူတို့စီကိုရောက်နေပါပြီBrian ကလူမှုဗေဒကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ရာဇဝတ်သားတွေရဲ့စိတ်နေစိတ်ထားကိုလေ့လာဖို့တဲ့သူပါ။သူကလူသက်သမားကိုစိတ်အေးအေးထားဖို့နဲ့ငါတို့တွေမင်းကိုကူညီနိုင်ကြောင်းပြောပြီးတော့ဆွေးနွေးဖို့စူးစမ်းခဲ့ပါတယ်။သူတို့စီမှာကလည်းပတ်စံကလည်းပြား90လောက်ပဲပါတာ။ဒါပေမဲ့လူသက်သမားကတော့အေးဆေးပဲ။သူက Brian တို့ကိုငါကမွန်တနာထောင်ကနေပြီးတော့ထွက်ပြေးလာတာ။လမ်းမှာလည်းထောင်ဆောင်တစ်ယောက်ကိုတတ်ခဲ့ပြီးပြီလို့ပြောလိုက်တာပါ။ဘာကြောင့်လူသက်သမားကအခုလိုလိန်တာလဲဆိုတော့လူသက်သမားကသူတို့နှစ်ယောက်ကိုလုံးဝကြောက်လန့်သွားအောင်ထွက်ပြေးဖို့စိတ်မကူးရဲအောင်ခြောက်လန့်လိုက်တာပါငါကလူသက်ပြီးသားဘာမှမကြောက်ဘူးဆိုတဲ့ပုံစံမျိုးနဲ့စိတ်ပိုင်းဆိုင်ရာအသာစီးယူလိုက်တာပါထူးခြားတာကအဲ့ဒီတိုက်ခိုက်မှုမှာဇိုရီယက်ကတကယ်ကိုထိတ်လန့်စရာကောင်းတဲ့ဝတ်စုံကိုဝတ်ဆင်ထားပါတယ်။ခေါင်းကနေရှင်ဘက်အထိဖုံးအုပ်ထားတဲ့ခေါင်းစွပ်အမဲရောင်ကြီးကိုဆွတ်ထားပြီးတော့မျက်လုံးနေရာမှာအပေါက်ဖောက်ထားပါတယ်။အဲ့ဒီဝတ်စုံရဲ့ရင်ဘတ်တက်မှာတော့သူ့ရဲ့အမတ်အသားဖြစ်တဲ့ဆက်ဝိုင်းထဲကကြက်ချီခက်တင်ကေတာကိုအဖြူရောင်နဲ့ရေးဆွဲထားပါတယ်။ဒါသားကောင်တွေကိုစိတ်ပိုင်းဆိုင်ရာအရာလုံးဝအရှုံးပေးသွားအောင်ခြောက်လိုက်တာပါ။ဇိုရီယက်ကသူတို့ကိုတနက်နဲ့ချိန်ထားပြီးတော့ပလတ်စတစ်ကြိုးတွေနဲ့တုံနှောင်ပါတယ်။ Brian ကဆယ်ဆယ်လီယာကိုတွတ်တိုးလေးပြောပါတယ်
ငါသူ့တနက်ကိုလူဖို့စ조사ကြည့်မယ်ဒါပေမဲ့ဆက်ဆလီယာကတော့အရန်ကြောက်နေတဲ့အတွက်ကြောင့်မလုံနဲ့အဲ့လိုလှုပ်လိုက်မှငါတို့ကိုတက်ပစ်လိုက်မယ်ဆိုပြီးတော့တားခဲ့ပါတယ်နောက်ဆုံးမှာတော့အဲ့နှစ်ယောက်စလုံးကလူသက်သမားခိုင်သမျှကိုငြိမ်ခံနေခဲ့ရပါတယ်သူတို့တွေကတနက်နဲ့ပြစ်မယ်လို့ထင်ထားပေမဲ့ဇိုဒီယက်ကဒီတစ်ခါမှာတော့တပေနီးပါးရှည်တဲ့ဓာတ်ရှည်ကြီးကိုထုတ်ပြီးတော့ရဲရဲဆက်ဆက်စတင်ထိုးပါတော့တယ်ဘရိုင်ယန်ရဲ့ကြောပြင်ကနေ6ချက်ထိုးခဲ့ပြီးတော့တစ်ချက်ကအဆုပ်ကိုထိသွားပါတယ်စီဆလီယာကိုတော့အရှိရောအနောက်ပါ10ချက်တက်မကထိုးခဲ့ပါတယ်ဒီလူငယ်တွေအသက်မရှိတော့ဘူးလို့ထင်တဲ့အချိန်မှာဇိုဒီယက်ကအေးအေးဆေးဆေးပဲလှည့်ထွက်သွားပြီးတော့ဘရိုင်ယန်ရဲ့ကားတကားပေါ်မှာသူ့ရဲ့ရာဇဝတ်မှုမှတ်တမ်းတွေကိုရေးခဲ့ပါတယ်ဒီဇင်ဘာ20 1968ဇွန်လ4ရက်1969စက်တင်ဘာ29 1969ဓာတ်ဖြစ်ဆိုပြီးတော့သူ့ရဲ့လက်မှတ်နဲ့အတူရေးထိုးခဲ့တာပါဒါဒီအမှုတွေအားလုံးကိုသူပဲလုပ်တာသူ့ကိုမှတ်ထားကြဆိုပြီးတော့ရဲတွေကိုမထီမဲ့မြင်လုပ်လိုက်တာပါပဲကံကောင်းချင်တော့အဲ့ဒီနားကငါးဖန်သမားတယောက်ကအဲ့ကလေးတွေရဲ့အော်ဒန်ကိုကြားပြီးတော့ရဲကိုအကြောင်းကြားပေးခဲ့ပါတယ်စီဆလီယာကတော့ဒဏ်ရာပြင်းထန်လွန်းလို့ဆေးရုံမှာကွယ်လွန်သွားပြီမဲ့ဘရိုင်ယန်ကတော့အသက်ရှင်ခဲ့ပါတယ်ဘရိုင်ယန်ကနောက်ပိုင်းမှာသူ့ရဲ့ရှင်သန်ခဲ့ပုံကိုအခုလိုပြောပြပါတယ်သူတည်တော့မယ်လို့သိလိုက်ရတဲ့အချိန်မှာသူ့ကိုယ်သူပန်းနိုင်တွေချမှတ်လိုက်တယ်ပထမဆုံးပန်းနိုင်ကအသက်ရှင်ဖို့ဒုတိယကကျိုးတွေပြေဖို့တတိယကတော့အကူအညီရဖို့စိတ်ကို तू ကမလျှော့ချလိုက်ပဲနဲ့တစ်ခုပြီးတစ်ခုစူးစမ်းနေတယ်ဒါမှသာလျှော့ရိုက်ပြီးတော့ तू မမေ့သွားမှာဒါတကယ်ကိုစိတ်တက်ခိုင်မာတဲ့လူငယ်တယောက်ရဲ့နမူနာပုံစံပါပဲတိုက်ခိုက်မှုအပြီးတနားရီကျော်အကြာမှာနာပါရဲစခန်းစီဖုန်းကောဝင်လာပါတယ်ဖုန်းဆက်တဲ့သူရဲ့အတန်ကတုံရင်နေခြင်းမရှိဘဲနဲ့အေးဆက်လာပါတယ်သူကငါလူတက်ခဲ့တာလို့ဝန်ခံယုံတယ်မကဘဲနဲ့သူဘလို့မျိုးတက်ခဲ့တယ်ဆိုတာကိုပါအသေးစိတ်ပြောသွားခဲ့ပါတယ်ရဲတွေကအဲ့ဒီဖုံးလာရနေရာကိုလိုက်ရှာကြည့်တော့မြို့ရဲကဖုံးယုံတစ်ခုဖြစ်နေပါတယ်အဲ့ဒီမှာလက်ပွေရအချို့ကိုတွေးခဲ့ပေမဲ့ကန်ဆိုးစွာနဲ့ပဲရဲတွေရဲ့မှတ်တမ်းမှာရှိတဲ့ဘသူနဲ့မှတော့တိုက်စစ်ဆေးလို့မရခဲ့ပါဘူးဒါနဲ့အကြိမ်ကြိမ်ထိုးကန်ခဲ့ရတဲ့ဆက်ဆလီယာရဲ့ဇာပနာပွဲကတကယ်ကိုဝမ်းနည်းစရာကောင်းခဲ့ပါတယ်သူ့ကိုချစ်ခင်ကြတဲ့သူတွေနေမကပါဘူးဒီဇိုဒီရဲ့ကြောင့်ကြောက်လန့်နေရတဲ့မြို့ခံတွေကပါလိုက်ပါပို့ဆောင်ခဲ့ကြလို့အဲ့ဒီဇာပနအကာရန်ကြီးကအစည်းရေ90ကျော်လောက်အထိကိုရှေ့လျားခဲ့ပါတယ်အဲ့ဒီမှာအသက်ရှင်ကျန်ရစ်ခဲ့တဲ့ဘရိုင်ယန်ကတော့လူသက်သမားရဲ့ပုံစံကိုအခုလိုထပ်ပြီးတော့အတည်ပြုပေးခဲ့ပါတယ်။ပုံမှန်တဲ့အရာဆိုရင်တော့အသားဖြူဖြူအရက်9ပေ10လက်မနဲ့6ပေချာကိုလုံးတောင့်တောင့်သပင်အညိုရောင်ထူးခြားတဲ့သက်သေကတော့အခင်းဖြစ်တဲ့နေရာမှာ US site နံပါတ် 10.5 ရှိတဲ့စစ်ဖက်နှက်တစ်မျိုးရဲ့ခြေရာကိုတွေ့ခဲ့ရပါတယ်။ဒါလူသက်သမားကစစ်တပ်နဲ့ပတ်သက်တဲ့သူဒါမှမဟုတ်ရင်ရဲဝင်ထမ်းဖြစ်နိုင်တယ်ဆိုတဲ့အရေးအယောင်ကိုပြနေပါတယ်။အရင်တိုက်ခိုက်မှုတွေက Vallejo နဲ့ဘန်နီရှီယာနားမှာပဲဖြစ်ခဲ့တာဒါပေမဲ့ဒီတစ်ခါမှာတော့အဲ့ရဲ့မြောက်ဖက်အဝေးကြီးမှာရှိတဲ့ Lake Baressa ကိုပြောင်းပြီးတော့တိုက်ခိုက်ခဲ့တာပါ။ဘာကြောင့်နေရာပြောင်းတာလဲဆိုတော့လူသက်သမားတွေကတနေရာထဲမှာပဲလုံနေရင်သူတို့အဖမ်းခံရမှာကိုသိတယ်။ဒါကြောင့်ရဲတွေကိုမျက်စိလဲအောင်နေရာတွေလိုက်ပြီးတော့ပြောင်းတာပြီးတော့အချိန်ကာလကလည်းအရင်က9လပြီးတော့2လအခုဆိုရင်2ပတ်ပဲချပါတော့တယ်။သူ့ရဲ့လူသက်ချင်တဲ့အာတီတာကတားလို့မရအောင်ပြင်းထန်လာနေတာပါ။1969ခုနှစ်အောက်တိုဘာ17ရက်နေ့ညမှာတော့ဇိုဒီယက်ကကယ်လီဖိုးနီးယားရဲ့အချက်အချာကျတဲ့ဆန်ဖရန်စစ္စကိုမြို့ထဲကိုဝင်လာပါပြီ။ဒီတစ်ခါသားကောင်ကတော့အသက်29နှစ်အရွယ်ပေါစတင်းမှာသူကကျောင်းလာကပေးဖို့အတွက်တက်စီမောင်းနေတဲ့ကျောင်းသားလေးတယောက်ဖြစ်တယ်လို့အာမခံကိုစလဲတယောက်လည်းဖြစ်ပါတယ်။ညနေပိုင်းမှာပေါ်ရဲ့တက်စီဘောကိုခီးသည်တယောက်တက်လာပါတယ်။အဲ့ဒီခီးသည်ကချမ်းသာတဲ့ရက်ွက်တစ်ခုဖြစ်တဲ့Presidio Heights ကိုတွားခိုင်းပါတယ်။1969ခုနှစ်အောက်တိုဘာ17ရက်နေ့ည9:55မိနစ်မှာဆန်ဖရန်စစ္စကိုရဲ့အချမ်းသာဆုံးနဲ့တိတ်ဆိတ်တဲ့အဲ့ဒီရက်ွက်ထဲမှာတနက်တန်တစ်ချက်ထွက်ပေါ်လာပါတယ်။တက်စီဒရိုင်ဘာပေါစတင်ကသူ့ရဲ့ခီးတွေကပဲအနီးကပ်ပြစ်တက်တာကိုခံလိုက်ရပါတယ်။ဒီတစ်ခါမှာတော့ဇိုဒီယက်ကအရင်သုံးနေကြတက်နက်မျိုးမဟုတ်ဘဲနဲ့ 9mm semi auto တက်နက်ကိုပြောင်းသုံးခဲ့ပါတယ်။အဲ့ဒီအမှုမှာထူးခြားတာကလမ်းတစ်ဖက်ချမ်းကအိမ်တိမ်မှာရှိတဲ့ဆယ်ကျော်သက်3ယောက်ကဒီဖြစ်ရက်ကိုပေ60အကွာကနေပြီးတော့အတိုင်းသားမြင်နေရတာပါသူတို့မြင်လိုက်ရတာကလူသက်သမားကအရှိခန်းကပေါစတင်ရဲ့ပစ္စည်းတွေကိုနှိုက်နေတယ်ပြီးတော့အဝိစာတစ်ခုနဲ့တက်စီကားတစ်စီးလုံးကိုနေရာအနှံ့လိုက်ပြီးတော့တုံနေတာလက်ပွေရာတွေဖျောက်ဖို့စူးစမ်းနေတာပါအဲ့ဒီအချိန်မှာဇိုရီယက်ကမျက်နှာဖုံးမစွတ်ထားပါဘူးဒါကြောင့်သက်သေတွေကသူ့ရဲ့ရုပ်ပုံကိုအတိအကျပြောနိုင်ခဲ့ပါတယ်အသားဖြူဖြူအသက်25နဲ့30ကြားကိုလုံးတောင့်တောင့်သပင်အညိုရောင်ကိုတိုတိုညှက်ထားပြီးတော့
မျက်မှန်ထူထူတက်ထားတဲ့သူဆိုပြီးတော့ဖော်ပြခဲ့ကြပါတယ်။တပ်တွေကရဲစခန်းကိုဖုန်းဆက်ပြီးတော့တရားခံရဲ့ပုံကိုပြပြခဲ့ပေမဲ့ရဲသတင်းပေးပို့မှုစနစ်မှာအကြီးအကျယ်အမှားယွင်းဖြစ်သွားပါတယ်။ဘာအမှားလဲဆိုတော့ရဲရရှိတွေကသတင်းပို့တဲ့အခါတရားခံကလူမဲဖြစ်တယ်လို့မှားယွင်းပြောဆိုမိပါတယ်။တကယ်တရားခံကလူဖြူပါ။အဲ့ဒီအချိန်မှာအနီးနားမှာကင်းလဲနေတဲ့ရဲရရှိ Donald Fuki နဲ့ Eric Zams တို့ကလမ်းပေါ်မှာရှောက်နေတဲ့လူဖြူတယောက်ကိုတွေ့ခဲ့ပါတယ်။ဒါပေမဲ့သူတို့ကလူမဲတယောက်ကိုလိုက်ရှာနေတာဆိုတော့အဲ့ဒီလူကိုမတားဘဲနဲ့လွတ်ပေးလိုက်ပါတယ်။နောက်မှတရားခံရဲ့ပုံစံအစစ်အမှန်ကိုသိလိုက်ရတဲ့အခါမှာတော့သူတို့လွတ်ပေးလိုက်တဲ့သူကဇိုဒီရဲ့လူသက်သမားဖြစ်မှန်သိရပြီးတော့အရန်ကိုနောင်တရခဲ့ကြပါတယ်။ရဲတွေအခင်းဖြစ်တဲ့နေရာကိုရောက်တဲ့အခါ Posting ကတေဆုံးနေပါပြီ။ Posting ရဲ့ပတ်စံအိတ်နဲ့တော့တွေပျောက်ဆုံးနေပါတယ်။အထူးဆန်းဆုံးအချက်ကတော့လူသက်သမားက Posting ဝတ်ထားတဲ့အင်ဂျီရဲ့နောက်ကျောဘက်ကအစိတ်အပိုင်းတော်တော်များများကိုဖြတ်ပြီးတော့ယူသွားတာပါ။အစပိုင်းမှာတော့ရဲတွေကဒါကတန်မန်တက်စီလူရက်မှုပဲလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့မကြခင်မှာပဲအဲ့ဒါကဇိုဒီရဲ့လက်ချက်ဆိုတာကဘာကသိသွားပါတော့တယ်။ဘာလို့လဲဆိုတော့ Posting အသက်ခံရပြီးတော့2ရက်အကြာ1969ခုနှစ်အောက်တိုဘာ23ရက်နေ့မှာ San Francisco Chronicle သတင်းစာတိုက်ကိုစာတစောင်ရောက်လာပါတယ်။အဲ့ဒီစာထဲမှာ Taxi Driver Posting ရဲ့သွေးစွန်းနေတဲ့အင်ဂျီစာတစ်ခုပါလာပါတယ်။အဲ့ဒါက Posting ကိုသူတက်တာဆိုပြီးတော့တက်သေးပြလိုက်တာပါ။သူကရဲတွေကိုမင်းတို့သာပန်းချန်ထဲမှာတေချာရှာရင်ငါ့ကိုဖမ်းမိမှာဒါပေမဲ့မင်းတို့ကဘသူအော်တန်ပိုကျင်မလဲဆိုတာကိုပဲစိတ်ဝင်စားနေကြတာဆိုပြီးတော့လှောင်ပြောင်ခဲ့ပါသေးတယ်သူရဲ့ပြောပုံဆိုပုံတွေကရဲတွေကိုပါရိုက်လိုက်တယ်လို့ခံစားစေရတဲ့လှောင်ပြောင်မှုတစ်ခုပါပဲဇိုရီရဲ့ရက်စက်မှုကဒီမှာတင်မရက်ပါဘူးသူကနောက်ထပ်ချင်းချောက်စာတစ်စောင်ပို့ပါတယ်အဲ့ဒီစာထဲမှာငါကြောင်းကားတစ်စီးကိုပြစ်မှတ်ထားမယ်ရှေ့ဘင်းကိုတနက်နဲ့ပြစ်ပြီးတော့ကားမောက်အောင်လုပ်မယ်ပြီးရင်ကားထဲကနေခုန်ထွက်လာတဲ့ကလေးတွေကိုတယောက်ပြီးတယောက်ငါပြစ်တတ်မယ်ဆိုပြီးတော့ရေးထားတာပါအဲ့ဒီချင်းချောက်မှုကြောင့်တမျိုးလုံးကမိဘတွေကထိတ်လန့်တုန်လှုပ်ကုန်ကြပြီးတော့ကျောင်းကားတွေကိုရဲတွေကကင်းလိုက်ဆောင်ပေးခဲ့ရပါတယ်။သူကချစ်သူရီးစားတွေကိုတတ်ရကနေပြီးတော့အပြစ်မဲ့တဲ့ကလေးတွေကိုပါတတ်မယ်ဆိုပြီးတော့ချင်းချောက်လာတဲ့မကောင်းဆိုးဝါးတကောင်ဖြစ်လာပါတော့တယ်။နှစ်ပေါင်း90ကျော်အတွင်းမှာဇိုဒီရဲ့လူသက်သမားဆိုပြီးတော့တန်တရားရှိခံရတဲ့သူတွေအများကြီးရှိခဲ့ပါတယ်။အဲ့ဒီထဲမှာနာမည်အကြီးဆုံးကတော့ Arthur Lee Allen ပါသူ့ကိုဘာကြောင့်တန်တရားရှိတာလဲဆိုတော့လူသက်သမားစာရေးရမှာတုံးတဲ့လက်နှိပ်ဆက်မျိုးကအလန်ရဲ့အိမ်မှာရှိနေပါတယ်1968ခုနှစ်မှာသူ့ရဲ့မွေးချင်းမောင်နှမတွေကအလန်ကိုဇိုဒီယက်တစိတ်လက်ပတ်နိုင်တစ်လုံးလက်ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီနိုင်မှာပါတဲ့သင်္ကေတဒီဆက်ဝိုင်းတဲကကြက်ကြေခက်ကလူသက်သမားသုံးနေတဲ့သင်္ကေတနဲ့ထပ်တူကျနေပါတယ်။အလန်ရဲ့တငယ်ချင်းဒွန်ချန်နေကရဲတွေကိုပြပြတာကအလန်ကလူသက်သမားဖြစ်ချင်ကြောင်းချစ်သူရေးစားတွေကိုလိုက်သက်ချင်ကြောင်းနဲ့သူ့ကိုယ်သူဇိုရီယက်လို့နာမည်ပေးချင်ကြောင်းဒီလူသက်မှုတွေမဖြစ်ခင်ကတည်းကပြောဘူးတယ်လို့ဆိုပါတယ်။သူကပထမဆုံးလူသက်မှုဖြစ်ခဲ့တဲ့ Lake Herman Road နဲ့အရန်နီးတဲ့နေရာမှာနေထိုင်သူဖြစ်ပါတယ်။1982ခုနှစ်မှာရဲတွေကအလန်ကိုတရားဝင်ခေါ်ယူစစ်ဆေးခဲ့ပါတယ်။သတင်းထောက်တွေကအလန်ကိုခမရဇိုဒီရဲ့လူသက်သမားလားလို့ပွန့်ပွန့်လင်းလင်းမေးတဲ့အခါသူကမဟုတ်ပါဘူးကျွန်တော်ကဘယ်သူ့မှမတတ်နိုင်ပါဘူးဆိုပြီးတော့အေးအေးဆေးဆေးညင်းဆိုခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အိမ်ကိုဝင်ရှာတဲ့အခါမှာတော့ကြောက်စရာကောင်းတဲ့ပစ္စည်းတွေတွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့အခုနတုန်းကပြောတဲ့ဇိုဒီယက်ပို့တဲ့စာတွေကိုရိုက်ထားတဲ့ပုံစံမျိုးနဲ့တူတဲ့လက်နှိပ်ဆက်ဘုံလုံနီးပုံစံကားချက်တွေကျောင်းပေါ်ကကလေးတွေကိုတပ်ပစ်မယ်လို့ချင်းချောက်ထားတဲ့စာတွေအလန်နဲ့ဇိုဒီယက်ကြားမှာတိုက်ဆိုင်မှုတွေကလည်းမယုံနိုင်စရာကောင်းလောက်အောင်များပြားလှပါတယ်ဖနက်ဆိုင်ဆိုလို့ရှိရင်လည်းအခင်းဖြစ်တဲ့နေရာကခြေရာအတိုင်း site number 10.5 8 site ဖြစ်နေတာပါနံပါတ်32ကဏ္ဍသူအသက်32နှစ်မှာပထမဆုံးလူသက်မှုစတင်ခဲ့တယ်လို့ယူဆရပါတယ်သူနေတဲ့အိမ်နံပါတ်က32 Fresno Street မှာဇိုဒီယက်ရဲ့ဘေဟီနီသင်္ကေတစာမှာလည်းစာလုံးပေါင်း32လုံးပါဝင်နေပါတယ်။မှုကင်းလောကမှာသက်သေတွေကိုတော့နှမျိုးခွဲထားပါတယ်။ဓာတ်ရိုက်သက်သေဆိုလိုတာကမျက်မြင်တွေ့တာဒါမှမဟုတ်ရင် DNA ကြောင့်ဖမ်းမိတာ။နောက်တစ်ခုကတော့သွယ်ဝိုက်သက်သေတိုက်ဆိုင်မှုတွေများနေတဲ့အခါပေါ့လေ။ LSC မှာရှိတဲ့တပ်တွေအားလုံးကသွယ်ဝိုက်တပ်တွေပဲဖြစ်နေပါတယ်။ဥပမာတယောက်ယောက်ရဲ့အိမ်ထဲမှာသွေးစွန်းနေတဲ့ဓာတ်ရှိနေုံနဲ့သူတက်တာလို့အတီးပြုလို့မရသေးပါဘူး။အဲ့ဒီလူကအသားလှီးနေတာလည်းဖြစ်နိုင်လို့ပါ။ဒါကြောင့်အလန့်ကိုဖမ်းဖို့ရဲတွေအတွက်အခက်အခဲဖြစ်နေတာဖြစ်ပါတယ်။အလန့်က1992ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။သူတည်ပြီးရဲ့နောက်မှာတော့သူ့ရဲ့အိမ်ကိုနောက်တစ်ခါထပ်ပြီးတော့ရှာပေးမယ်။သူကဇိုဒီယက်ပါဆိုတဲ့ဝန်ခံချက်မျိုးရှာမတွေးခဲ့ပါဘူး။အဆိုးဆုံးကတော့သိပ္ပံနီးကြစစ်ဆေးမှုတွေပါ
ကျွမ်းကျင်တဲ့သူတွေကစစ်ဆေးတဲ့အခါအလန်ရဲ့လက်ရည်နဲ့ဇိုဒီယက်ရဲ့လက်ရည်ကမတူဘူးလို့ဆိုပါတယ်။ဒါပေမဲ့အချို့ကတော့လူသက်သမားကလက်ရည်ပြောင်းရတာဖြစ်နိုင်တယ်ဆိုပြီးတော့ညင်းနေကြတော့မှာဇိုဒီယက်စာအိတ်တွေမှာကတ်ထားတဲ့တတွေးကနေပြီးတော့ DNA စစ်ကြည့်ရဲ့အခါမှာလည်းအလန်နဲ့မကိုက်ညီခဲ့ပါဘူး။အလန်ကဇိုဒီယက်ဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေသူကတကယ်ကိုဆက်ဆုပ်ယွန်ရှာဖွယ်ရာကောင်းတဲ့လူတစ်ယောက်ပါ။သူကကလေးငယ်တွေကိုသူ့ရဲ့နောက်တွဲရင်ထရေလာတဲ့ကိုဖျားယောင်းခေါ်ဆောင်ပြီးတော့လင်ပိုင်းဆိုင်ရာစော်ကားခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူကလေးတွေကိုစော်ကားတဲ့အချိန်မှာမင်းတို့တွေဒါကိုမကြိုက်ဘူးဆိုတာငါသိတယ်။ဒါမဲ့ငါကလူယုံမှာပဲလေဆိုတဲ့စကားကိုပြောခဲ့ပါတယ်။သူကကလေးတွေရဲ့ဘဝကိုဖျက်ဆီးပစ်ခဲ့တဲ့မကောင်းဆိုးဝါးတကောင်ဖြစ်ခဲ့တာကတော့အသေးချပါပဲရှင်။ဆိုဒီရဲ့အမှုမှာအာသာလီအလန်အပြင်နောက်ထပ်တန်တရားရှိသူတစ်ယောက်ရှိပါသေးတယ်။သူကတော့ Richard Gashkowski ပါသူရဲ့နောက်ခံသမိုင်းအကြောင်းကလည်းဇိုရီယက်နဲ့ဘယ်လိုတွေထပ်တူကြနေတယ်လဲဆိုတာကြည့်အောင် Richard ကစစ်တပ်မှာစေးတပ်သားတယောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပူပါတယ်စေးတပ်သားတယောက်အနေနဲ့အရေးပေါ်အခြေအနေမှာအင်ကြီးတွေကိုဆွဲဖြတ်ပြီးတော့ပတ်တီးစီတာဒဏ်ရာတွေကိုကင်တွယ်တာမျိုးတွေမှာကျွမ်းကျင်ပါတယ်ဒါက taxi driver posting အသက်ခံရတော့ကလူသက်သမားကအင်ကြီးစကိုတီတီရီရီဖျက်ယူသွားတာနဲ့ဆက်ဆက်နေတယ်ဆိုပြီးတော့အချို့ကယူဆကြပါတယ်ဇိုဒီယက်ကေလာကသတင်းစာတိုက်တွေကိုစာပို့ရတာအရန်ဝါသနာပါတဲ့သူပါတိုက်တိုက်ဆိုင်ဆိုင်ပဲ Richard ကလည်းသတင်းစာတိုက်အတော်များများမှာအလုပ်လုပ်ခဲ့ဖူးပါတယ်သူက The Good Times ဆိုတဲ့သတင်းစာတိုက်မှာအလုပ်လုပ်ခဲ့ပါတယ်အဲ့ဒီသတင်းစာကရဲတွေကိုစန့်ကျင်တဲ့အကြမ်းဖက်မှုကိုအားပေးတဲ့ပုံစံမျိုးရှိပါတယ်1969ခုနှစ်ဇန်နဝါရီလမှာ Richard ကပုံမြင်တစ်ပုဒ်ရေးခဲ့ပါတယ်အဲ့ဒီပုံမြင်ထဲမှာဇွန်လ4ရက်နေ့မှာရဲတွေကိုဒုက္ခပေးတဲ့အကြောင်းပါဝင်ပါတယ်တကယ်တမ်းမှာလည်းဇိုဒီယက်ရဲ့ဒုတိယမြောက်တိုက်ခိုက်မှုက1969ခုနှစ်ဇွန်လ4ရက်နေ့မှာပဲကွက်တိဖြစ်ပွားခဲ့တာပါ Richard Gashkowski ရဲ့နာမည်အတူကောက်က Guide လို့ခေါ်ပါတယ်ဇိုဒီယက်ပို့ခဲ့တဲ့ဗဟေနိစာတစ်ခုကိုဖြည့်ရှင်းကြည့်တဲ့အခါမှာ GEIK ဆိုတဲ့စာလုံးထွက်လာပါတယ်ဒါကသူ့ရဲ့နာမည်ကိုအမှတ်တမဲ့ထည့်ရေးမိလိုက်တာလားဒါမှမဟုတ်ရင်ရွယ်ချက်ရှိလှောင်ပြောင်ထားလားဆိုတာစဉ်းစားစရာပါ1969ခုနှစ်တိုက်ခိုက်မှုတုန်းကလူသက်သမားရဲ့ဖုန်းခေါ်ဆိုမှုကိုလက်ခံခဲ့တဲ့ရဲအရာရှိမလေးနန်စီရှိုဖာက Richard အတန်ဖမ်းထားတဲ့ဖိုင်တစ်ခုကိုနားထောင်ပြီးရဲ့နောက်မှာတော့တုံလို့ခြောက်ချားသွားခဲ့ပါတယ်သူကအဲ့ဒီအတန်ကအဲ့ဒီညကငါကြားခဲ့ရတဲ့လူသက်သမားရဲ့အတန်နဲ့ထပ်တူပဲဆိုပြီးတော့အတီးပြုတ်ခဲ့ပါတယ်။ Richard ကအတန်ဖိုင်တစ်ခုထဲမှာကုတ်တွေအကြောင်းပြောထားတာရှိပါတယ်။စစ်တပ်မှာရန်သူကိုမျက်စိလဲအောင်ဘာအတိတ်ပဲမှမရှိတဲ့သင်္ကေတတွေကိုဗဟေနိလိုမျိုးပို့တတ်ပါတယ်။အဲ့ဒါကို fake code ပေါ့နော်။ကုတ်အတုလို့ခေါ်ပါတယ်။ရန်သူကဒါကိုအစစ်အမှန်ထင်ပြီးတော့အချိန်ကုန်ခံပြီးတော့အပြေရှာနေတော့မှကိုကနောက်တစ်ကွက်ကိုရွှေ့လို့ရတာပေါ့လေဇိုဒီယက်ရဲ့ဗဟေနိစာအချို့ကလည်းဒီလိုပဲဘာအတိတ်ပဲမှမရှိတာမျိုးဖြစ်နိုင်ပါတယ်ရဲတွေကိုအချိန်ကုန်အောင်လုပ်တဲ့ view ဟာပေါ့လေတခါတော့ကဆိုရင်လေ TV ဓာတ်ရိုက်ထုတ်လွှင့်မှုတစ်ခုစီကိုသူ့ကိုယ်သူဇိုဒီယက်လို့ပြောဆိုလာတဲ့သူတယောက်ကဖုန်းဆက်လာပါတယ်သူကသူ့ကိုယ်သူဆမ်လို့အမည်ပေးထားပြီးတော့ငါမှခေါင်းကိုက်ဝေဒနာတွေရှိနေတဲ့ကလေးတယောက်ကိုတတ်ခဲ့ကြတဲ့ကအဲ့ဒီဝေဒနာခံစားနေရတာငါအဖမ်းမခံချင်ဘူးအဲ့ဒီကလေးတွေကိုထပ်ပြီးတော့တတ်ချင်သေးတယ်ဆိုပြီးတော့ကြောက်စရာကောင်းတဲ့စကားတစ်ခွန်းပြောခဲ့ပါတယ်ဒါပေမဲ့စုံစမ်းစစ်ဆေးရတဲ့သူတွေကတော့အဲ့ဒီအတန်ကအရှိမပြောခဲ့တဲ့ Richard Gashkowski ရဲ့အတန်နဲ့မတူဘူးလို့ဆိုပါတယ်ဒါတကယ့်ဇိုဒီယက်လားဒါမှမဟုတ်နာမည်ကြီးကျင်လို့လိန်ညာဖုံးဆက်သူလားဆိုတာကတော့ဗဟိနိတစ်ခုပါပဲ2021ခုနှစ်မှာတော့အမှုကတကြော့ပြန်နာမည်ကြီးလာပါတယ်။အဲ့ဒါကတော့ case breaker လို့ခေါ်တဲ့ရဲအမှုတန်းဟောင်းတွေမှုခင်းပညာရှင်တွေနဲ့ပုဂ္ဂလိကစုံတောက်တွေစုပေါင်းထားတဲ့ Avengers အဖွဲ့ကြီးက Gary Francis Post ဆိုတဲ့သူက Zodiac ဖြစ်နိုင်ခြေရှိတဲ့သူဆိုပြီးတော့ဖော်ထုတ်လိုက်လို့ပါ။သူ့ကိုဘာကြောင့်တန်တရားရှိရလဲဆိုတော့နှစ်ဖူးကအမာရွတ်Zodiac ရဲ့ပုံကျမ်းမှာနှစ်ဖူးပေါ်ကအရေးအကြောင်းတွေက Gary ရဲ့နှစ်ဖူးကအမာရွတ်နဲ့ထပ်တူကျနေပါတယ်။နောက်ပြီးတော့ Gary ရဲ့တောင်တက်ဖြာတစ်ခုခနဲ့ရတဲ့ DNA ကမှုခင်းနေရာက DNA နဲ့တူညီမှုတွေရှိတယ်လို့လည်းသူတို့ကဆိုပါတယ်။ဖနက်ဆိုင်ဆိုရင်လည်းသူကတိုက်ဆိုင် US 10.5 ဖနက်ဆိုင်ကိုပဲစီးတာပါဒါပေမဲ့ FBI ကတော့ဒါကိုအတိမပြုတ်သေးပါဘူးဒီအမှုကအခုထိပိတ်မရသေးတဲ့အမှုအဖြစ်ပဲရှိနေပါသေးတယ်ဂါရီရဲ့အိမ်နီးနားချင်းဖြစ်သူကွမ်ကတော့ဂါရီကလူသက်သမားဖြစ်နိုင်တယ်ဆိုတာကိုလုံးဝယုံကြည်နေပါတယ်
သူငယ်ငယ်တုန်းကဂါရီနဲ့ဂါရီရဲ့ဇနီးကသူ့ကိုထိမ့်ပေးခဲ့ပူပြီးတော့ဂါရီကိုဦးလေးတယောက်လိုသူကခင်မင်ခဲ့တာဒါပေမဲ့ဂါရီရဲ့ထူးဆန်းတဲ့အမှုအကျင့်တွေနဲ့တနက်တွေကိုကြည့်ပြီးတော့ဂါရီကဇိုဒီရဲ့လူသက်သမားဖြစ်နိုင်တယ်ဆိုပြီးတော့ခွမ်ကခိုင်ခိုင်မာမာယုံကြည်နေပါတယ်ဒီနေရာမှာစဉ်းစားစရာအချက်တစ်ခုတော့ရှိပါတယ်။ကာလီဖိုးနီးယားမှာနေထိုင်တဲ့တနက်ပိုင်ဆိုင်တဲ့ဖနက်ဆိုင်က10.5စီးရဲဆိုတဲ့အချက်တွေနဲ့ပဲတရခံလို့သတ်မှတ်မယ်ဆိုရင်အဲ့ဒီခေတ်ကအမေရိကန်မှာဇိုဒီယက်လူသက်သမားပေါင်းတောင်းနဲ့ချီပြီးတော့ရှိနေပါလိမ့်မယ်။ဒါကြောင့်လေဂါရီဖရန်စစ်ပို့စ်ကတကယ့်တရခံဟုတ်မဟုတ်ဆိုတာကိုညှင်းခုန်နေကြဆဲဖြစ်ပါတယ်။ YouTube ပေါ်မှာလည်းဂါရီကဇိုဒီယက်မဟုတ်ကြောင်းအချက်အလက်တွေနဲ့ခြေပနေကြတဲ့သူတွေအများကြီးရှိပါတယ်။ TikTok အသုံးပြုသူ Jay Foyne ကတနေ့မှသူ့အဖိုးရဲ့နာမည်ကို Google မှာရိုက်ပြီးတော့ရှာကြည့်မိပါတယ်။အဲ့ဒီမှာသူလုံးဝမမျှော်လင့်ထားတဲ့အရာကိုတွေ့လိုက်ရတယ်။ Richard Hoffman က Zodiac လူသက်သမားလားဆိုတဲ့ internet စုံထောက်တွေရဲ့ဆွေးနွေးချက်တွေကို2016ခုနှစ်ကတည်းကလူတွေကရေးနေကြတာပါ။သူ့အဖိုးရဲ့ဓာတ်ပုံနဲ့ Zodiac ရဲ့ပုံချမ်းကိုရှင်းကြည့်လိုက်တဲ့အခါမှာ Jay Foyne တယောက်တုန်လှုပ်သွားခဲ့ပါတယ်။အဲ့ဒါနေမကဘဲနဲ့သူ့အဖိုးရဲ့နောက်ခံသမိုင်းကပို့ပြီးတော့တောင်မှထိတ်လန့်စရာကောင်းနေပါတယ်။ Richard Hoffman ကတမန်လူတယောက်မဟုတ်ပါဘူး။သူက Zodiac လူသတ်မှုတွေဖြစ်ပွားခဲ့တဲ့ Valley Ho နယ်မြေမှာတာဝန်ကျနေတဲ့ရဲအရာရှိတယောက်ဖြစ်နေပါတယ်။ဒါဘာလို့ဆိုလိုတာလဲဆိုတော့သူကရဲတွေရဲ့စုံစမ်းစစ်ဆေးမှုနီလန်းတွေကိုအကုန်သိတယ်။သူ့မှာရဲကားမဟုတ်တဲ့အမှတ်သားမပါတဲ့ကားကိုသုံးပိုင်ခွင့်ရှိတယ်။ရဲဝတ်စုံမဟုတ်ဘဲနဲ့အရက်ဝတ်နဲ့သွာလာခွင့်ရှိတယ်။ Darlan Farry နဲ့ Michael McGold တို့တိုက်ခိုက်ခံရတဲ့1969ခုနှစ်ဇွန်လ4ရက်နေ့ညကိုမှတ်မိကြအောင်ပါ။အဲဒီညမှာ Richard Hoffman ကတကယ်ပဲကင်းလဲတာဝန်ကျနေပါတယ်။ဒါပေမဲ့သူကရဲဝတ်စုံမပါဘဲနဲ့အရက်ဝတ်နဲ့အမှတ်သားမပါတဲ့ကားတစ်စီးကိုမောင်းပြီးတော့ကင်းလဲနေခဲ့တာပါ။ Michael ရဲ့ထွက်ဆိုချက်အရသူတို့ကိုကားတစ်စီးကတောက်လျှောက်လိုက်နေခဲ့ပါတယ်။ဒါရဲတွေရဲ့ကင်းလဲတဲ့ပုံစံမျိုးနဲ့အရန်တူပါတယ်။ Jay Foyne ရဲ့ပြောကြားချက်အရဆိုရင်လည်းဒုတိယမြောက်တိုက်ခိုက်မှုမှာတေဆုံးသွားတဲ့ Darlan Farring ကသူ့ရဲ့ခင်မောနောက်ွယ်မှာ Valley Ho ကရဲအရာရှိတယောက်နဲ့လှုပ်ဝက်တွဲနေခဲ့တယ်လို့ဆိုပါတယ်။ဒါလင်ရဲ့တငယ်ချင်းတွေကလည်းသူမမှာရဲကြီးစားတယောက်ရှိတယ်ဆိုတာကိုသိပေမဲ့နာမည်ကိုတော့မသိခဲ့ကြပါဘူး။နောက်ပြီးတော့လူသတ်မှုမဖြစ်ခင်တပတ်အလိုမှာဒါလင်ရဲ့အိမ်မှာပါတီလုပ်တော့ Richard Hoffman ကဖိတ်စာမပါဘဲနဲ့ရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာဒါလင်ကသူ့ရဲ့တငယ်ချင်းတွေကိုငါအဲ့ဒီလူကိုအရန်ကြောက်တယ်ဆိုပြီးတော့တိုးတိုးလေးပြောခဲ့ပါတယ်။ Richard Hoffman ကိုရဲတွေကစစ်ဆေးတဲ့အခါသူကဒါလင်ကိုတခါမှမမြင်ဘူးဆိုပြီးတော့ညှင်းခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာသူကပဲအဲ့အမျိုးသမီးကဒီနာကစားတောက်ဆိုင်မှာအလုပ်လုပ်တာလीဆိုပြီးတော့ပြန်ပြောခဲ့ပါတယ်။တခါမှမမြင်ဘူးဆိုတဲ့သူကဒါလင်ဘက်မှာအလုပ်လုပ်လဲဆိုတာကိုဘလို့လို့သိနေတာလဲ။ဒါကရဲအရာရှိတယောက်ရဲ့စကားကြုံမှုဆိုပြီးတော့ Jay Foyne ကထောက်ပြထားပါတယ်။နောက်တစ်ချက်ကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပါ။လူတစ်ယောက်ကစာလုံးပေါင်းမှားပြီးတော့ရေးတတ်တဲ့အကျင့်ရှိတတ်ပါတယ်။ဥပမာ Zodiac ပို့တဲ့စာတော်တော်များများမှာuntil ဆိုတဲ့စကားလုံးကို UNTIL ကအမှန်ဒါပေမဲ့အဲ့စာတွေမှာ UNTILL ဆိုပြီးတော့ L နှလုံးနဲ့မှားပြီးတော့ရေးလေးရှိပါတယ်။ Jay Foyne ကသူ့အဖိုးရဲ့ရဲမှတ်တမ်းတွေကိုပြန်ပြီးတော့ရှာကြည့်တဲ့အခါမှာသူ့အဖိုးကလည်း until ကို until ဆိုပြီးတော့L နှလုံးနဲ့အမြဲတမ်းမှားရစ်တတ်တာကိုတွေ့လိုက်ရပါတယ်။ Zodiac က1968ခုနှစ်မှာစတက်တယ်လို့လူသိများပေမဲ့တကယ်တော့1966ခုနှစ်က Sherry Joe Banks အမှုကသူ့ရဲ့ပထမဆုံးလက်ချက်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ Sherry ကစာကြည့်တိုက်မှာစာဖတ်ပြီးတော့အထွက်မှာအသက်ခံခဲ့ရတာပါ။အဲဒီစာတိုက်ကစပွဲခုံတစ်ခုရဲ့အောက်ဘက်မှာလက်နဲ့ရေးထားတဲ့ကြပြတစ်ပုဒ်ကိုလည်းတွေ့ခဲ့ရပါတယ်။အဲဒီကြပြတကယ်ကိုယွန်စရာကောင်းပါတယ်။အသက်ရှင်ရတာညင်းဝေပြီးတေဖို့လည်းဝင်လေးနေတယ်။သွေးတွေကသူမရဲ့ခေါင်းဝင်အသစ်ပေါ်မှာစီးကျနေတယ်။ဒီတစ်ခါတော့သူတေမှာမဟုတ်သေးဘူး။နောက်တစ်ခါအထိစောင့်ကြည့်လိုက်အောင်ဆိုပြီးတော့ရေးထားခဲ့တာပါ။အဲဒီကြပြရဲ့အဆုံးမှာ RH ဆိုတဲ့အတူကောက်နာမည်လေးလည်းပါနေပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီ TikToker ရဲ့အဖိုးနာမည်ကလည်း Richard Harman RH ဖြစ်နေပါတယ်။အဲ့ဒီလူသတ်မှုဖြစ်ပြီးတော့တလအကြာမှာရဲစခန်းစီစာတွေရောက်လာပါတယ်။လူသက်သမားကသူဘယ်လိုတတ်ခဲ့လဲဆိုတာကိုကြွားလုံးထုတ်ထားတာပါ။သူကရှီရီရဲ့ကားကိုအရင်ဆုံးပြတ်အောင်လုပ်တယ်။ပြီးတော့မှကုညီချင်အောင်ဆောင်ပြီးတော့သူမကိုလူပြက်တဲ့လမ်းကြားကိုခေါ်သွားပြီးတော့တတ်ခဲ့တာပါ။
သူကစာထဲမှာသူမငါ့ကိုအရင်ကအဖက်မလုပ်ခဲ့တာတွေအတွက်ပြန်ပြီးတော့ပေးဆက်ခိုင်းလိုက်တာဆိုပြီးတော့ရေးသားခဲ့ပါသေးတယ်။ဒါကအညိုအတေးကြီးတဲ့လူတစ်ယောက်ရဲ့လုပ်ရက်ပါ1982ခုနှစ်မှာတော့ Zodiac ကိုယ်တိုင်ကအဲ့ဒီ Riverside အမှုကသူ့ရဲ့လက်ချက်ပါဆိုပြီးတော့ဝန်ခံခဲ့ပါတယ်။ TikTok က J5 ရဲ့ပြောကြားချက်အရသူ့ရဲ့အဖိုး Richard ကမိသားစုမှာဆိုရင်လေတကယ်ကိုချုပ်ကင်တတ်တဲ့သူနဲ့လှည့်ပြားတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့အဖွားပေါ်မှာဆိုရင်လေတစ္ဆာမရှိတဲ့သူလို့ဆိုထားပါတယ်။ J5 ကသူ့ရဲ့အဖိုး Richard Hoffman ကိုယ်တိုင်စကားပြောနေတဲ့ဗီဒီယိုဖိုင်တစ်ခုကိုပြသခဲ့ပါတယ်။အဲ့ဒီထဲမှာ Richard ကဒုတိယမြောက်သားကောင် Darling Farin တေကန်ဒီအခြေအနေကိုပြန်ပြီးတော့ပြပြနေတာပါ။လူနာတင်ကားပေါ်မှာသူ့ကိုအသက်ရှူဆက်ပေးထားတဲ့အချိန်မှာသူမဝတ်ထားတဲ့ brassiere လေးကအသက်ရှူထုတ်လိုက်တိုင်းတစ်ဖြက်ဖြက်လွင့်နေတာကိုငါမြင်နေရတယ်ဆိုပြီးတော့သူကပြောခဲ့ပါတယ်။လူတစ်ယောက်တေကန်ဒီအသက်လူနေရတဲ့အချိန်မှာတာဝန်ကျရဲရာရှိတယောက်အနေနဲ့သားကောင်ရဲ့အဝတ်အစားတွေကတစ်ဖြက်ဖြက်လွင့်နေတာကိုဒီလောက်အသေးစိတ်အာယုံစိုက်ပြီးတော့ကြည်နေတာပုံမှန်မဟုတ်ပါဘူး။ဒါသားကောင်ရဲ့နာကျင်မှုကိုအရသာခံကြည်နေတဲ့ကွင်းဆက်လူသက်သမားတယောက်ရဲ့စိတ်နေစိတ်ထားနဲ့အယံကိုတူနေပါတယ်။ဒုတိယတိုက်ခိုက်မှုမှာအသက်ရှင်ကျန်ရစ်ခဲ့တဲ့ Michael ကအရေးကြီးတဲ့အချက်တစ်ခုကိုထုတ်ပြောခဲ့ပူပါတယ်။ Darling ကိုတနက်နဲ့အပြစ်မခံရခင်မှာလာတဲ့လူကိုကြည့်ပြီးတော့သူ့ကိုမစိုးရိမ်နဲ့သူကတဝင်းတူနေတာပါဆိုပြီးတော့ Michael ကိုပြောခဲ့တာပါသူဆိုတာက Richard ကိုပြောတာပါ Michael ရဲ့အဆိုအရ Richard ကအရန်ဒေါသကြီးရဲ့သူဖြစ်ပြီးတော့သူတို့နှစ်ယောက်တွဲနေတာကိုသိသွားရင်ပြစ်သက်လိုက်မယ်ဆိုပြီးတော့ Darling ကကြိုတင်စိုးရိမ်နေခဲ့တာပါတကယ်လဲ Richard Hoffman ကင်းလဲတဲ့နေ့ညမှာပဲ Darling အသက်ခံရတာဖြစ်ပါတယ်ဒီ TikTok က J5 ကလူသက်သမားရဲ့မြေဖြစ်ရတာကိုဂုဏ်ယူနေတာတော့မဟုတ်ပါဘူးအင်တာနက်ပေါ်ကဝေဖန်မှုတွေကိုသူကကျွန်တော်မပြောဘူးဂုံမယူဘူးကျွန်တော်ရဲ့မေးစီတောင်မှကျမ်းမြင်ပေါ်ကိုပြုတ်ကြမတက်တုံလုံးနေရတာပါအချက်လက်တွေကိုပဲဝေမျှတာပါဆိုပြီးတော့တုံ့ပြန်ခဲ့ပါတယ်ဂျေးကသူ့ရဲ့အဖိုးနဲ့အသက်9နှစ်ကလေးကအဆက်အသွယ်မရှိတော့ဘူးသူ့အဖိုးကသူ့ရဲ့အမေကိုအယမ်းမုန်းတယ်လို့မိသားစုအပေါ်မှာလည်းရက်ဆက်တဲ့သူဖြစ်တယ်လို့ဆိုထားပါတယ်လူသက်သမားအများစုကသူတို့ရဲ့မိသားစုဝင်တွေအပေါ်မှာလည်းစိတ်ပိုင်းဆိုင်ရာနှိပ်စက်လေးရှိတဲ့အချက်နဲ့ဒါကကိုက်ညီနေပါတယ်ဇိုဒီရဲ့လူသက်သမားကရဲတွေကိုစာပို့တဲ့အခါကြပြဆန်ဆန်ရေးသားလေးရှိပါတယ်အရှိမပြောခဲ့တဲ့ Richard Hoffman ရဲ့ brassiere လေးတစ်ဖြက်ဖြက်လွင့်နေတဲ့ပုံကိုပြောပြတဲ့ပုံစံကလည်းအရန်ကိုကြပြဆန်နေပါတယ်ဒီတော့စဉ်းစားစရာက1960ခုနှစ်တွေကတန်မှန်ရဲအရာရှိတယောက်ကမှုခင်းအကြောင်းပြောပြတဲ့အခါမှာအခုလိုမျိုးကြပြဆန်ဆန်စကားလုံးတွေသုံးနှုံးတာကတကယ်ကိုထူးဆန်းလာပါတယ်ဒါက Zodiac ရဲ့စာရေးဟန်နဲ့ထက်တူကြနေရဲဆိုပြီးတော့ J5 ကယုံကြည်နေပါတယ်။ Zodiac လူသက်သမားကစာလုံးပေါင်းတွေကိုတမင်ပဲဖြစ်ဖြစ်တကယ်ပဲဖြစ်ဖြစ်အမြဲတမ်းမှားရေးလေးရှိပါတယ်။ Richard Hoffman ကဆိုရင်စာလုံးပေါင်းတာနဲ့စာတွေကိုစကားထားဖတ်တာဒီ crossword တွေကိုအယမ်းမုန်းနေဆိုပေမဲ့တင်ချာကိုတော့အယမ်းတော်ပြီးတော့ဝါသနာပါတဲ့သူဖြစ်ပါတယ်။ Zodiac ရဲ့ဗဟေနီးတွေကတင်ချာနီးကြစနစ်တကျလှုပ်ထားတာဖြစ်လို့တင်ချာတော်တဲ့လူတစ်ယောက်ဖြစ်ဖို့များပါတယ်။ဒါအပြင်နှစ်ယောက်စလုံးက until ကို UNTILL ဆိုပြီးတော့ L နှလုံးဆိုပြီးတော့မှားပုံချင်းတူနေတာကလည်းလစ်လူရှုလို့မရတဲ့အချက်ပါ Richard Hoffman ကအဲ့ဒီညမှာဆိုရင်လေလူငယ်ရေးရာဌာနမှာတာဝန်ကျနေရပါသူကအရက်ဝတ်ကိုဝတ်ထားတယ်အမတ်သားမပါတဲ့ကားကိုမောင်းနေ Michael McCord ပြောပြခဲ့တဲ့လူသက်သမားရဲ့ပုံစံအရက်ဝတ်နဲ့ရိုးရိုးကားမောင်းတဲ့သူနဲ့ကွက်တိဖြစ်နေပါတယ်အစမ်းဆုံးကတော့အဲ့ဒီညကသူကအခင်းဖြစ်တဲ့နေရာမှာကင်းလဲနေတာဖြစ်ပေမဲ့ဘာမှမထူးကြဘူးဘသူ့ကောင်မှမတွေ့ဘူးဆိုပြီးတော့သူ့ရဲ့အစီရင်ခံစာမှာတင်ထားခဲ့တာပါလူသက်မှုဖြစ်သွားတဲ့နေရာမှာကင်းလဲနေတဲ့ရဲတယောက်ကဘာမှမမြင်လိုက်ရဘူးဆိုတာတကယ်ကိုတန်တရားဖြစ်စရာကောင်းပါတယ်။ဇိုဒီရဲ့လူသက်သမားကသူ့ရဲ့စာရီထဲမှာ Del Mikado လို့ခေါ်တဲ့နာမည်ကျော်ပြဆက်ထဲကတချင်းစာသားတွေကိုကိုးကားလေးရှိပါတယ်။အဲ့ဒီထဲမှာ Tweet Willow ဆိုတဲ့တချင်းတစ်ပုဒ်ပါပါတယ်။ဒီနေရာမှာ J5 ကစိတ်ဝင်စားစရာအချက်နှစ်ခုကိုထောက်ပြထားပါတယ်။အဲ့ဒီတချင်းစာသားထဲမှာ Dicky Back ဆိုတဲ့စကားလုံးပါပါတယ်။အင်္ဂလိပ်အမည်တွေမှာ Dick ဆိုတာက Richard ရဲ့နာမည်ဝက်တစ်ခုပါ။ဒါကြောင့် Zodiac ကသူ့ရဲ့နာမည်ရင်း Richard ကိုသွဲဝိုက်ပြီးတော့အရေးအမှုပေးခဲ့တာလားဆိုပြီးတော့မေးခွန်းထုတ်စရာဖြစ်လာပါတယ်။နောက်တစ်ချက်ကတော့အဲ့ဒီသချင်းထဲမှာလူတစ်ယောက်တေကန်ဒီမှာသွေးတွေနဲ့ညီးတွားနေတဲ့အကြောင်းပါပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲသူ့ရဲ့အဖိုးဖြစ်သူ Richard Hoffman ကလည်းသူတန်ရာရနေတဲ့သားကောင်ကိုတွေ့တဲ့အချိန်မှာသူကနာကျင်လို့ညီးတွားနေတယ်ဆိုပြီးတော့အတိအကျသုံးနှုံးပြီးတော့ပြောပြခဲ့ပူးပါတယ်။ဒုတိယတိုက်ခိုက်မှုမှာအသက်ရှင်ကျန်ရစ်သူ Michael ရဲ့အဆိုအရလူသက်သမားကကားနားကိုလာတဲ့အခါမှာဓာတ်မီနဲ့အရင်ဆုံးထိုးကြည့်ခဲ့ပါတယ်။ဒါကြောင့်လဲသားကောင်တွေကရဲအရာရှိလို့ထင်ပြီးတော့ကားမှန်ချပေးခဲ့တာပါ
တန်မှန်လူသက်မှုမှာဆိုရင်အမောင်ထဲမှာတန်းပြီးတော့ပြစ်ခတ်မှာပါဒါပေမဲ့ဓာတ်မီးနဲ့အရင်ထိုးကြည့်တာကားမှန်နာအထိလမ်းလျှောက်လာတာတွေကရဲအရာရှိတွေရဲ့လှုပ်ထုံးလုံနည်းနဲ့အရန်ကိုတူနေပါတယ် Richard Hoffman ကအဲ့ဒီအချိန်ကတကယ်ကိုတာဝန်ကျနေတဲ့ရဲတယောက်ဖြစ်နေတာကဒီတန်တရားကိုပို့ပြီးတော့ခိုင်မာစေပါတယ် Richard Hoffman ရဲ့ကိုယ်ပိုင်အစီရင်ခံစာအရသူကအဲ့ဒီညကအခင်းဖြစ်ပွားတဲ့နေရာတစ်ဝိုက်မှာကင်းလှည့်နေခဲ့တာပါ။ဒါပေမဲ့ तू ကဘာမှထူးခြားခြားမတွေ့ဘူးလို့ရေးထားခဲ့ပါတယ်။ Michael ပြောပြတဲ့သူတို့နောက်ကိုတောက်လျှောက်လိုက်နေတဲ့ကားတစ်စီးအကြောင်းကိုအဲ့ဒီနေရာမှာတကယ်ရှိနေတဲ့ရဲအရာရှိ Hoffman ကဘာဖြစ်လို့မမြင်ရတာလဲ။ဒါမှမဟုတ်အဲ့ဒီကားကသူ့ရဲ့ကားပဲဖြစ်နေတာလား။ဒါတကယ်ကိုတွေးတောစရာဖြစ်လာပါတယ်။ TikTok က J-Foy ပြသခဲ့တဲ့သူ့အဖိုး Richard Hoffman ရဲ့ငယ်စဉ်ကဓာတ်ပုံတွေကိုကြည့်မယ်ဆိုရင်ရဲတွေဆွဲထားတဲ့ Zodiac ရဲ့ပုံချမ်းနဲ့မယုံနိုင်စရာကောင်းလောက်အောင်ကိုတူညီနေပါတယ်။မျက်မှန်ပုံစံမျက်နှာကြားနဲ့သပင်ပုံစံတွေကအစဒါကတယောက်တည်းပဲလားဆိုပြီးတော့ထင်ရလောက်ပါတယ်။ Richard Hoffman က Valigo ရဲစခန်းမှာတာဝန်ကျနေတဲ့ရဲရရှိတယောက်ပါ။ဒါဘာလို့အရေးကြီးရလဲဆိုတော့ Zodiac ကလူသက်ပြီးတိုင်းရဲတွေကိုလှောင်ပြောင်ပို့ဖုန်းဆက်ခဲ့တဲ့အများသုံးဖုန်းက Richard အလုပ်လုပ်တဲ့ရဲစခန်းနဲ့ဆိုရင်2လမ်းပဲဝေးပါတယ်။ရဲတယောက်ဖြစ်လို့တနတ်တွေကိုအလွယ်တကူကင်ဆောင်နိုင်တယ်လို့သူ့ကိုဘယ်သူကမှလည်းတန်တရားမဝင်ခဲ့ကြပါဘူး။ရာဇဝတ်မှုတွေကိုဘယ်လိုဖုံးကွယ်ရမလဲဆိုတာကိုလည်းသူကကောင်းကောင်းသိနေတာပါ။ဒုတိယမြောက်သားကောင်ဒါလင်းကသူ့ကိုရဲတယောက်ကလိုက်ပြီးတော့နှောက်ယှက်နေလို့သူကြောက်နေရကြောင်းတငယ်ချင်းတွေကိုပြောပြခဲ့ပူပါတယ်။နောက်ဆုံးအပြစ်မခံရခင်မှာလည်းဒါ Richard ပဲဆိုပြီးတော့သူကအော်ပြောခဲ့ပါသေးတယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲ Richard Hoffman ကအဲ့ဒီမြေမှာတာဝန်ကျနေတဲ့ရဲဖြစ်နေပါတယ်။လူတယောက်ကလက်ပွေရာကိုဖျောက်ဖျက်လို့ရပေမဲ့စာလုံးပေါင်းမှားတဲ့အကျင့်ကိုတော့ဖျောက်ဖျက်ဖို့ခက်ပါတယ်။ Richard နဲ့ Zodiac နှစ်ယောက်စလုံးက Antil ကို Antil ဆိုပြီးတော့ L နှလုံးနဲ့အမြဲတမ်းမှားရေးတတ်ကြပါတယ်။အရင်တုန်းကတန်တရားရှိခံရတဲ့သူတွေဥပမာ Arthur Lee Allen ကအပြင်ကလူတွေဖြစ်ပါတယ်။ဒါပေမဲ့အခု Richard Hoffman ကတော့အဲ့ဒီစနစ်ရဲ့အတွင်းကလူဖြစ်နေပါတယ်။ဥပမာပေးရရင်အိမ်တအိမ်မှာခိုးမှုဖြစ်တဲ့အခါအပြင်ကလူကခိုးတာထက်အိမ်ထဲကလူယုံကခိုးတာကပို့ပြီးတော့ခြေရလက်ရဖျောက်ရလွယ်ကူသလိုမျိုးပါပဲ။ဒါကြောင့်လေ Zodiac ကိုနှစ်ပေါင်း90ကြာအောင်မဖမ်းမိခဲ့တာဖြစ်နိုင်ပါတယ်။အခုချိန်မှာ Richard Hoffman ကွယ်လွန်သွားပြီဖြစ်လို့သူ့ကိုဓာတ်ရိုက်စစ်ဆေးလို့တော့မရတော့ပါဘူး။ဒါပေမဲ့သူ့ရဲ့မြီးဖြစ်သူ J-Foy တင်ပြတဲ့အချက်တွေကတော့လိလူရှုလို့မရအောင်ခိုင်လုံနေပါတယ်။ရုပ်ချင်းတူတယ်နေရာချင်းလဲထက်တူကြတယ်စာလုံးပေါင်းမှားပုံချင်းလဲတူတယ်တားကောင်ရဲ့နောက်ဆုံးစကားတွေကိုလည်းသူကပြောခဲ့တယ်ဒီအမှုကတော့အခုထိဗဟေနီးအဖြစ်ရှိနေဆဲဖြစ်ပေမဲ့အမှန်တရားကတော့အနီးအနားမှာပဲရှိနေပါပြီ Zodiac လူသက်သမားလိုမျိုးရက်ဆက်တဲ့လူသက်သမားတွေကနောက်ဘဝမှာပဲဖြစ်ဖြစ်အခုဘဝမှာပဲဖြစ်ဖြစ်သူတို့လှုပ်ခဲ့တဲ့ကံကြမ္မာအတိုင်းငရဲမှာပေးဆက်နေရမှာတော့အသေးချပါပဲမိတ်ဆွေတွေရောဘလို့ထင်ပါလဲ Richard Hoffman ကတကယ်ပဲ Zodiac လူသက်သမားဖြစ်နိုင်မလားကိုယ့်ရဲ့ထင်မြင်ယူဆချက်လေးတွေကိုအောက်က comment မှာဝေမျှပေးသွားလို့ရပါတယ်ရှင်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့တူတူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။အားလုံးပေးကင်းပြီးတော့တာယာသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။